မင်္ဂလာပါကျွန်တော်ခုဒီဗီဒီယိုမှာအင်္ဂလိပ်စကားပြောတဲ့အခါမှာကိုပြောတဲ့စကားကမှန်မိမဲ့စကားလုံးတစ်လုံးရဲ့နှိမ့်တာမြင့်တာတွေကိုမှန်ကန်သွားမပြောနိုင်တဲ့အတွက်တခြားလူကနားမလည်တဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မဲ့စကားလုံးတစ်လုံးရဲ့နှိမ့်တာမြင့်တာအကြောင်း word stress အကြောင်းကိုကျွန်တော်မျှပေးမှာဖြစ်ပါတယ်စကားလုံးတစ်လုံးရဲ့နှိမ့်တာမြင့်တာဆိုတာကစကားလုံးတစ်လုံးထဲမှာတင်ကျွန်တော်တို့အတန်နှစ်ခုအနည်းဆုံးအတန်နှစ်ခုရှိတဲ့အခါမှာဘယ်အတန်ကိုနှိမ့်ပြီးပြောမလဲဘယ်အတန်ကိုမြင့်ပြီးပြောမလဲအဲ့ဒီလိုဒါနှိမ့်တာမြင့်တာမှားသွားတဲ့အခါမှာလဲကျွန်တော်တို့အတိတ်ဘယ်တွေကပြောင်းလဲသွားတတ်ပါတယ်အဲ့ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်စီမင်းစည်းကားအချို့ကိုကျွန်တော်ညှပ်ပြီးမှဖြစ်ပါတယ်နံပါတ်1စည်းကားကတော့စလုံးနှလုံးပါတဲ့ noun တို့ adjective တို့ဆိုရင်ဒါရှေ့ကစကားလုံးကိုအတန်မြင့်ပြီးပြောပြီးတော့စလုံးနှလုံးပါတဲ့ verb ဆိုတဲ့ adjective ဆိုရင်နောက်ကစကားလုံးကိုအတန်ညှစ်ပြီးတော့ပြောပါတယ်ဥပမာဒီစလုံးဆိုရင်ကျွန်တော်တို့ record ဆိုရင်ကျွန်တော်တို့ noun စလုံးဖြစ်သွားပါတယ်ရှေ့ကစကားလုံးကိုအတန်ညှစ်ပြောတဲ့အတွက် noun စလုံးဖြစ်သွားပါတယ်အဓိပ္ပာယ်ကတော့မှတ်တမ်းလို့ခေါ်ပါတယ်ပြီးဒီစလုံးကိုပဲကျွန်တော်တို့နောက်ကအတန်ကိုညှစ်ပြီးပြောတဲ့အခါမှာတန်ကတမျိုးပြောသွားပါတယ် record ဆိုရင်ကျွန်တော်တို့အဲ့လိုတန်ပြောတဲ့အခါမှာ verb ဖြစ်သွားပါတယ်ကရိယာစလုံးဖြစ်သွားပါတယ်အဓိပ္ပာယ်ကတော့မှတ်တမ်းတင်နေဆိုပြီးတော့အဓိပ္ပာယ်ဖြစ်သွားပါတယ်အဲ့ဒီလိုကျွန်တော်တို့ဒါရှေ့ကအတန်နောက်ကအတန်စလုံးတစ်လုံးချင်းတူပေမဲ့အဓိပ္ပာယ်ကပြောင်းလဲသွားပါတယ်ဒီစလုံးဆိုရင်ရှေ့ကစလုံးကိုအတန်မြင့်ပြောတဲ့အခါမှာ present ဆိုပြီးဖြစ်သွားပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ noun စလုံးဖြစ်ပြီးတော့အဓိပ္ပာယ်ကတော့လက်ဆောင်ဆိုပြီးဖြစ်သွားပါတယ်အဲ့ဒီစလုံးကိုပဲနောက်ကအတန်ကိုအတန်မြင့်ပြောတဲ့အခါမှာကျွန်တော်တို့အဓိပ္ပာယ်ကပြောင်းသွားပါတယ် present ဆိုရင်ကျွန်တော်တို့ verb စလုံးဖြစ်သွားပြီးတော့ကရိယာစလုံးဖြစ်သွားပြီးတော့အဓိပ္ပာယ်ကတော့ပေးသည်လို့အဓိပ္ပာယ်ရပါတယ်ပြီးတော့ဒီစလုံးကိုရှေ့ကအတန်ကိုအတန်မြင့်ပြီးပြောမယ်ဆိုရင် import ဆိုရင် import ဆိုရင်ကျွန်တော်တို့နောက်စလုံးဖြစ်ပြီးတော့တင်သွင်းကုန်ဆိုပြီးအဓိပ္ပာယ်ရပါတယ်အဲ့စလုံးကိုပဲနောက်ကအတန်ကိုမြင့်ပြောတဲ့အခါမှာ importဆိုပြီးအတန်နောက်ကစလုံးကိုမြင့်ပြောတဲ့အခါမှာကျွန်တော်တို့ verb စလုံးဖြစ်သွားပါတယ်အဓိပ္ပာယ်ကတော့တင်သွင်းသည်လို့အဓိပ္ပာယ်ရပါတယ်အဲ့ဒါတော့ CMIN နံပါတ်1ပေါ့နော်နောက်တော့ CMIN နံပါတ်2ကတော့ TION တို့ SION တို့ IC တို့ ITY တို့အဲ့လိုစလုံးတွေနဲ့ဆိုရင်အဲ့စလုံးတွေရဲ့ရှေ့ကအတန်ကိုကျွန်တော်အတန်ညှိပြီးပြောပါမယ်ဥပမာဒီစလုံးဆိုရင် education ဒီမှာဆိုရင်ကျွန်တော် TION ရဲ့ရှေ့ကအတန်ကိုညှိပြီးပြောဖြစ်ပါတယ် K ဆိုတဲ့အတန်ကိုညှိပြီးပြောပါတယ် education ပညာရေးပေါ့နော်ပြီးတော့ဒီမှာဆိုရင်လည်းဒီစလုံးဆိုရင်လည်း information ကျွန်တော်ဒီမှာဆိုရင်လည်းကျွန်တော် TION ရဲ့ရှေ့ကဒါမေးဆိုတဲ့အတန်ကိုညှိပြီးပြောတာဖြစ်ပါတယ် information တဲ့အချက်လက်ပေါ့ပြီးတော့ဒီစလုံးဆိုရင်လည်း electricity ကျွန်တော် CITY ရဲ့ရှေ့ကအတန်ကိုညှိပြီးပြောတာဖြစ်ပါတယ်ပြီးတော့ဒီစလုံးဆိုရင် geographic ကျွန်တော်ဒီစလုံးဆိုရင်လည်းဒါ PHIC ရဲ့ရှေ့ကအတန်ကိုညှိပြီးပြောတာဖြစ်ပါတယ်အဲ့ဒီလိုကျွန်တော်တို့ TION တို့ CITY တို့ IC တို့ ITY တို့ရဲ့ကျွန်တော်ရှေ့ကစကားလုံးကိုအတန်ညှိပြီးပြောတာဖြစ်ပါတယ်နောက်တစ်စမြင့်တစ်ခုကတော့အတန်3တန်ဒါမှမဟုတ်ရင်4တန်ထွက်တဲ့ခါမှာဒီအလဲကောင်ကအတန်ကိုတန်ညှိပြီးပြောရပါတယ်ဥပမာ important ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒါအတန်က important ဆိုပြီးတော့3မျိုးပါတာပါတယ်3ခုပါပါတယ်အဲအကြောင်းမလို့ကျွန်တော်တို့အလဲကအတန်ကို port ဆိုတဲ့အတန်ကိုညှိပြီးပြောပါတယ် important အရေးကြီးတော့ပြီးရင်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဒီစလုံးဆိုရင်လည်း decision ကျွန်တော် decision ဆိုပြီးတော့အတန်3တန်ပါတဲ့အတွက်အလဲကအတန်ကိုညှိပြီးပြောပါတယ်ဆုံးဖြတ်ချက်ပေါ့နော်ပြီးတော့ဒီစလုံးဆိုရင်လည်း ability ကျွန်တော် ability ဆိုတဲ့အတန်လေးတာပါပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အလဲကောင်အတန်ကိုညှိပြီးပြောပါတယ် will ဆိုတဲ့အတန်ကိုညှိပြီးပြောရဖြစ်ပါတယ် ability ဟုတ်ကဲ့ပါကျွန်တော်မျှပေးချင်တာတော့ဒီလောက်ပါပဲကျွန်တော်ဒီဟာကိုတေချာနားလည်သွားမယ်ဆိုရင်လုံးလုံးချင်းတူပေမဲ့ဒါအတန်ရဲ့
နှိမ့်တာမြင့်တာတွေမတူတဲ့အတွက်အတိတ်တွေကပြောင်းလဲသွားတာကိုနားလည်သွားမယ်လို့ပြောလင်းပါတယ်ဒီဗီဒီယိုကြည့်နေတဲ့အတုံးဝင်ဆိုရင်အကောက်ကောင်မှာ like လို့ရခဲ့ပါဒီလိုဗီဒီယိုမျိုးတွေကိုဆက်ပြီးမျှပေးတဲ့ဆိုရင်အကောက်ကောင်မှာ yes လို့ရပါ so see you in the next video bye bye